မင်္ဂလာပါခင်ဗျာမောင်ပုံပြင် YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဟာရှေးဟောင်းဘာရှားပြည်ရဲ့လျှို့ဝှက်စမ်းကြဲတဲ့မြို့တော်ကြီးတစ်ခုစီကိုအတူတူခီးထွက်ကြမှာပါလူတစ်ယောက်ရဲ့စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုဆိုတာဘာလဲရွှေငွေရတနာတွေလားဒါမှမဟုတ်မေတ္တာတရားလားဆိုတာကိုဖော်ကျူးထားတဲ့ပကြီးဆရာအမားနဲ့ရွှေရောင်လိပ်ပြာဆိုတဲ့ပုံပြင်လေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဟိုရှိတုန်းကပါရှားပြည်ရဲ့ရှေးဟောင်းမြို့တော်ကြီးတစ်ခုမှာမားနှစ်လို့ခေါ်တဲ့အလွန်တော်တဲ့ပကြီးဆရာလေးတစ်ယောက်ရှိပါတယ်သူဟာပကြီးကိုအရန်ကျွမ်းကျင်ပေမဲ့သူ့ရဲ့ပကြီးကားတွေကိုဘယ်သူမှတန်ဖိုးထားပြီးမဝယ်ကြပါဘူးဒါကြောင့်မားနှစ်ဟာအလွန်ကိုဆင်းရဲမွဲတေရှာပါတယ်တညမှာတော့မားနှစ်ဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ပါတယ်အိမ်မက်ထဲမှာနတ်သမီးတစ်ပါးကကိုထင်ပြပြီးမားနှစ်မင်းဟာတကယ်ယတနာကိုလိုချင်ရင်အမှန်တရားရဲ့အယောင်နဲ့ပကြီးဆွဲရမယ်အဲ့ဒီအယောင်ကိုရဖို့အတွက်ဝေးလံတဲ့နှင်းတောင်ကြားကရွှေရောင်လိပ်ပြာကိုသွားရှာပါလို့လမ်းညွှန်ခဲ့ပါတယ်။မားနှစ်ဟာနိုးလာတဲ့အခါသူ့ရဲ့အိမ်မက်ဟာထူးဆန်းလွန်းတာကြောင့်လက်တွေ့အကောင့်ထဲပေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာရှိသမျှပစ္စည်းလေးတွေကိုထုတ်ပိုးပြီးအိမ်မက်ထဲကယတနာကိုရှာဖို့ခီးထွက်ခဲ့ပါတော့တယ်။လမ်းခီးမှာအခက်အခဲတွေအများကြီးတွေ့ခဲ့ပေမဲ့သူ့ရဲ့အမှုပညာကိုချစ်တဲ့စိတ်နဲ့အားတင်းပြီးရှေ့ဆက်ခဲ့ပါတယ်။ခီးလန်းဟာကြမ်းတမ်းလွန်းပါတယ်။မားနှစ်ဟာနှင်းတောင်ကြားကိုရောက်တဲ့အခါအေးစိမ့်လာတဲ့လေပြင်းတွေကြားမှာတုံတုံရင်ရင်နဲ့ရှောင်လန်းနေရပါတယ်။အဲ့ဒီအချိန်မှာပဲသူဟာအတောင်ပံကျူးပြီးနှင်းတွေထဲမှာလဲကျနေတဲ့ငှက်ကလေးတစ်ကောင်ကိုတွေ့လိုက်ရတယ်။သူကိုယ်တိုင်လည်းအေးလွန်းလို့တုံနေရတဲ့ကြားကမားနှစ်ဟာသူ့ရဲ့တခုလေးသောဆောင်လေးကိုချွတ်ပြီးအဲ့ဒီငှက်ကလေးကိုပတ်ပေးလိုက်ပါတယ်။သူ့ရဲ့နှွေးထွေးတဲ့စေတနာကြောင့်ငှက်ကလေးဟာချက်ချင်းပဲတောက်ပတဲ့ရွှေရောင်လိပ်ပြာအဖြစ်ပြောင်းလဲသွားပါတော့တယ်။လိပ်ပြာလေးကမားနှစ်မင်းဟာကိုချင်းစာတရားရှိတဲ့သူပဲငါရဲ့အတောင်ပံကရွှေမုံတွေကိုယူပြီးမင်းရဲ့ပကြီးကားမှာအသုံးပြုပါလို့ပြောပြီးကောင်းကင်ယံထဲကိုပျောက်ကွယ်သွားပါတယ်မားနှစ်ဟာအဲ့ဒီရွှေမုံတွေကိုဂယုတစိုက်သိမ်းဆဲပြီးအိမ်ကိုပြန်လာခဲ့ပါတယ်သူဟာအဲ့ဒီရွှေမုံဆေးရောင်တွေနဲ့ပကြီးဆွဲလိုက်တဲ့အခါထူးဆန်းတဲ့အံ့ဖွယ်တွေဖြစ်လာပါတယ်ပကြီးကားတွေကပန်းတွေဟာတကယ်မွေးလာပြီးငှက်တွေဟာတကယ်ပြန်ထွက်မတက်အသက်ဝင်လာပါတယ်ဒီသတင်းဟာတဖြည်းဖြည်းနဲ့ဘရင်ကြီးရဲ့နားထဲအထိရောက်သွားပါတော့တယ်ဘရင်ကြီးဟာမားနှစ်ကိုနန်းတော်ကိုခေါ်ယူလိုက်ပါတယ်မားနှစ်ငါအတွက်အလှပဆုံးပကြီးကားတကားဆွဲပေးရင်မင်းကိုရွှေငွေတွေအပုံလိုက်ပေးမယ်လို့မိန့်ကြားပါတယ်ဒါပေမဲ့လောဘကြီးတဲ့မိန်းမဆိုးတယောက်ကအရှင်မင်းကြီးဒီပကြီးကားကတကယ်အစွမ်းထက်ရင်ကျွန်ုပ်တို့အတွက်ရွှေတောင်ကြီးတွေထွက်လာအောင်ဆွဲခိုင်းပါလို့မြောက်ပင့်လိုက်ပါတယ်မားနှစ်ဟာရွှေတောင်ကြီးကိုဆွဲလိုက်ပေမဲ့ထူးဆန်းတာကအဲ့ဒီရွှေတောင်ဟာပကြီးကားထဲကနေထွက်မလာပဲတာမန်ဆေးရောင်တွေဖြစ်ပဲကြံခဲ့ပါတယ်ဘရင်ကြီးဒေါသထွက်နေတော့မှမားနှစ်ကအေးအေးဆေးဆေးပဲရှင်းပြပါတယ်အရှင်မင်းကြီးအမှန်တရားရဲ့အယောင်ဆိုတာလောဘအတွက်မဟုတ်ပါဘူးမေတ္တာနဲ့စေတနာအတွက်ပဲအစွမ်းထက်တာပါပြီးနောက်မားနှစ်ဟာဘရင်ကြီးရှိမှတင်စင်းရဲသားတွေစားဖို့ဂျုံခင်းကြီးကိုဆွဲလိုက်ပါတယ်အဲ့ဒီအခါမှာတော့အံ့ဩစရာကောင်းလောက်အောင်ဂျုံတွေဟာပကြီးကားထဲကနေတကယ်ထွက်လာပြီးတမျိုးလုံးကိုဝဝလင်လင်ကျွေးမွေးနိုင်ခဲ့ပါတယ်ဘရင်ကြီးဟာမားနှစ်ရဲ့စိတ်ထားကိုကြည်ညိုသွားပြီးသူ့ကိုနန်းတွင်ပကြီးဆရာအဖြစ်ခန့်အပ်ကာပြည်သူတွေကိုကူညီခိုင်းခဲ့ပါတယ်မားနှစ်ဟာရွှေငွေတွေထက်ပိုတန်ဖိုးရှိတဲ့လူတွေရဲ့အပြုံးရဆိုတဲ့ယတနာကိုရရှိသွားပါတော့တယ်ဟုတ်ကဲ့ခင်ဗျာပုံမြင်လေးကတော့ဒါပါပဲဒီပုံမြင်လေးကနေရရှိတဲ့သင်ခန်းစာကတော့စစ်မှန်တဲ့အမှုပညာနဲ့အစွမ်းစားဆိုတာကိုကျိုးအတွက်မဟုတ်ပဲသူတစ်ပါးကိုကူညီဖို့သုံးစွဲမှသာတန်ဖိုးရှိတဲ့ယတနာဖြစ်လာတယ်ဆိုတာပဲဖြစ်ပါတယ်နားဆင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုဆက်လက်နားဆင်နိုင်ဖို့ကျွန်တော်တို့ရဲ့မောင်ပုံပြင် channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်တော့နောက်ထပ်ပုံမြင်ကောင်းလေးတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ